လူများကြားမှာမိခင်ကိုပြုလုပ်လိုက်တဲ့ပြုမှုလေးတစ်ခုကြောင့်လူပြောများနေတဲ့ဝိုင်းစုခိုင်သိန်းအားလုံးသိကြတဲ့အတိုင်းဝိုင်းစုခိုင်သိန်းဆိုတာကတရုတ်ဆောင်တယောက်အနေနဲ့အနုပညာခီလန်ကိုစတင်ခဲ့ပြီးနောက်ပိုင်းမှာတော့သူမရဲ့ထူးခြားကောင်းမွန်တဲ့တန်ပါဝါကြောင့်အစိုးရလောကကနေကူးပြောင်းကယနေ့ချိန်ထိအောင်မြင်မှုတရဖို့ကိုစောင့်ထားနိုင်သူတယောက်ပါခါချနေရတဲ့အာဝါမန်းလောက်ဆရာစတဲ့သင်းတွေကစားလို့နောက်ဆုံးထွက်ရှိထားတဲ့သင်းတွေပြိသက်ရဲ့အားပေးမှုကိုအခိုင်အမာရရှိထားသူပါသူမရဲ့လူပညာဘဝအတက်အကျအချင်းအင်းမှာကြုံတွေ့ခဲ့ရတဲ့စိန်ခေါ်မှုတွေကြားထဲမှာအမြဲတမ်းမမမမဲ့ချက်တည်ပေးခဲ့ပြီးသူမအတွက်အမခံပရိသတ်တယောက်လိုအားပေးခဲ့သူကတော့သူမရဲ့မိခင်ကြီးဒေါ်မေရီအောင်မဲဖြစ်ပါတယ်။အခုလိုမျိုးကိုရဲ့ပေါ်မှာပြည့်နေနေပြီးတော့ပရိသတ်တွေကြားရင်နွေးစေတဲ့မြင်ကွင်းလေးကတော့ရှိုးဝဲတစ်ခုရဲ့နောက်ွယ်မှာဖြစ်ပွားခဲ့တာပါ။ပွဲချိန်ကြာမြင့်စွာနေထိုင်ရလို့ညောင်းညံနေတဲ့မိခင်ကြီးကိုသမီးဖြစ်သူဝိုင်းစုခိုင်သိန်းကဆင်းရဲနောက်ွယ်မှာစိတ်ရှည်လက်ရှည်နဲ့ခြေစုပ်လက်နဲ့ပြုစုပေးနေကြတာဖြစ်ပါတယ်။အောင်မြင်ကြော်ကြားနေတဲ့လူပညာရှင်တယောက်ဖြစ်ပေမဲ့မိခင်ရဲ့ပန်းပန်းမှုကိုမြင်တဲ့အခါမှာတော့တာမန်သမီးငယ်လေးတယောက်လိုမာနတွေကိုခွာချပြီးမိခင်ရဲ့ခြေရင်းမှာလိုက်တသိနဲ့ပြုစုပေးနေတဲ့သူမရဲ့ပုံရိပ်တွေကမြင်ရသူတိုင်းကိုကြည်နူးစေခဲ့ပါတယ်။အမေသက်သာရဲ့လားလို့မေးတယ်မိခင်ရဲ့ခြေထောက်နဲ့လက်တွေကိုနှိမ့်နေပေးတဲ့ပြင်လက်ထင်လေးကိုပါဂယုတဆိုင်နှိပ်ပေးခဲ့တဲ့ဒီမြင်ကွင်းဟာဝိုင်းစုခိုင်သိန်းရဲ့အောင်မြင်မှုနောက်ွယ်ကမိဘအပေါ်မှာထားရှိတဲ့တိတက်လိမ္မာမှုကိုဖော်ပြနေသလိုပါပဲပရိသတ်တရားလေးဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့တကယ်သမီးလိမ္မာလေးအောင်မြင်တာနဲ့ထိုက်တန်လိုက်တာမိဘကိုတံမိုးထားတတ်တဲ့စိတ်ဓာတ်လေးကချစ်စရာကောင်းနေဆိုပြီးမှတ်ချက်မျိုးမျိုးနဲ့ချစ်ကျူးနေကြတာကိုတွေ့ရပါတယ်တကယ်တော့ဝိုင်းစုခိုင်သိန်းရဲ့မိခင်ကြီးဟာသမီးဖြစ်သူရဲ့အနုပညာခေတလျှောက်လုံးမှာအရေးတကြီးကြီးနဲ့လိုက်ပါဆောက်ရှောက်တတ်သူဖြစ်ကြောင်းအနုပညာအတိုင်းဝိုင်းကသိရှိပြီးသားပါအင်တာဗျူးတွေမှာလည်းမိခင်ဖြစ်သူရဲ့ပံ့ပိုးမှုနဲ့မိခင်နဲ့သူမရဲ့တန်ရုံးစင်ကြောင်းကိုဝိုင်းစုဟာမကြာခဏဆိုသလိုထုတ်ဖော်ပြောလေးရှိပါတယ်။အခုလိုလူမြင်ကွင်းမှာမိခင်ကိုပြုစုယူရနေတဲ့ပုံရိပ်တွေဟာသူမတို့သားမိသားကနေထွေးတဲ့ဆက်ဆံရေးကိုပုံမပေါ်လွင်စေခဲ့ပါတယ်။အခုဆိုရင်တော့ဝိုင်းစုခိုင်သိန်းလူတွေကဟင်းဝရံနဲ့ပတ်သက်ပြီးတနာကြတာပါ။ဒီလိုလူတွေအားလုံးတနာကုနာတက်နေခြင်းမိခင်ပေါ်မှာယူသေးလေးစားတဲ့ပြုမှုလေးတစ်ခုကြောင့်လည်းဝိုင်းစုခိုင်သိန်းကိုပြိသက်တွေကချစ်ပေါ်နေရတာဖြစ်ပါတယ်။ဒီဖြစ်ပျက်လေးကနေသင်ခန်းစာရစရာကတော့လူတစ်ယောက်ရဲ့အောင်မြင်မှုဆိုတာအနုပညာရေးသွေးတစ်ခုတည်းပေါ်မှာမတည်မြဲပဲနဲ့ကိုကျင့်တရားနဲ့မိဘပေါ်ထားတဲ့စိတ်ဓာတ်တွေကလည်းအရေးကြီးတဲ့ခန်းကဏ္ဍကနေပါဝင်နေတယ်ဆိုတာပါပဲမိဘကိုဒုတိယဖျားသဖွယ်ကိုးကွယ်ပြီးတိတက်လိမ္မာတဲ့သားသမီးရဲ့အတွက်အောင်မြင်မှုတွေကအမြဲတမ်းလက်ကမ်းကြိုနေတဲ့ဆိုရင်မြန်မာတို့ရဲ့ဆိုကိုဝိုင်းစုခိုင်တဲ့ကလက်တွေ့ပြသလိုက်တာပဲဖြစ်ပါတယ်ပရိသတ်ကြီးနေနဲ့ရောခုလိုမိခင်ပေါ်မှာတီးတဲ့လိမ္မာပဲချစ်စရာကောင်းတဲ့ပြုမှုတွေနဲ့ကျူးဆိုင်တတ်တဲ့အဆိုတော်ဝိုင်းစုခိုင်တဲ့ရဲ့ဒီပုံရိပ်လေးပေါ်မှာဘလို့မျိုးမြင်လေးဆိုတာပြောသွားပြီးခဲ့ပါအောင်ရှင်။အာဘီနာဆင်ခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့တူပြန်လာခဲ့ပါအောင်မယ်ရှင်။